အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Niki ပဲဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ bro တို့ကိုထားသွားလိုက်ပြန်လာလိုက်လုံးမိတဲ့အတွက်လည်းကျွန်တော်ရဲ့ viewer တယောက်ချင်းတွေကိုအားလုံးကိုတောင်းပန်ပါတယ်ခင်ဗျာဒီဗီဒီယိုကတော့ကျွန်တော် channel ရဲ့ပထမဆုံးဗီဒီယိုပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဒီအကြောင်းအရာလေးကိုလာပြောရင်းနဲ့လည်းနောက်ထပ်အကြောင်းအရာတစ်ခုလည်းရှိတာပေါ့နော်အဲ့ဒါကတော့ဘာလဲဆိုတော့ TikTok platform မှာ PUBG streamer တယောက်ပေါ့နော် brother နာမည်ကတော့ခန့်တီလားမသိတန်းကလည်းကျွန်တော်နဲ့တူနေတဲ့ fan တချို့ကလည်းကျွန်တော်နဲ့မှားကြတယ်ပေါ့နော်ကျွန်တော်ဒီညနေပြောပါမယ်အဲ့ဒါကျွန်တော်လည်းမဟုတ်ပါဘူးပြီးတော့ကျွန်တော် PUBG content တွေကိုကျွန်တော်လုပ်ဖို့အစီအစဉ်လည်းမရှိပါဘူးဒီ Fake Niki ဆိုတဲ့ channel မှာတော့ကျွန်တော်အရင်လိုပဲ gameplay content တွေဟာတာလေးတွေကျွန်တော်လုပ်သွားပေးမယ်ပြီးတော့ brother အနေနဲ့ဘယ်လို content မျိုးတွေကြည့်ကျင်လဲဒီဗီဒီယိုအောက်မှာမှန်သွားလို့ရပါတယ်ပြီးတော့ကျွန်တော်ဒီနေ့ပြောချင်တာကတော့ကျွန်တော်တို့2015ကိုပြန်သွားမယ်ဆိုရင်အဲ့ဒီကလေးကမှကျွန်တော် YouTube channel ကိုစလုပ်ပြတာပေါ့နော်ကျွန်တော်ရဲ့ channel ကလည်းအခုချိန်ထိ YouTube ပေါ်မှာရှိပါသေးတယ်နောက်တစ်ခုက bro တို့အားလုံးကိုကျွန်တော်တစ်ခါမှမပြဘူးတဲ့ Saber Play Button နှစ်ခုရှိတယ်ပေါ့နော်ကျွန်တော်မှာပထမဆုံး channel ကတော့ 100k ရှိတယ်ကျွန်တော်ရဲ့ပထမဆုံး channel ကြီးပေါ့နော်အခုတော့ YouTube ပေါ်မှာမရှိတော့ပါဘူးနောက်တစ်ခုကတော့ 100k ပြည့်သွားတဲ့ကျွန်တော်ရဲ့ Niki Official ဆိုတဲ့ဒုတိယ channel ပေါ့နော်အခုလက်ရှိကျွန်တော်လုံးမဲ့ Fake Niki ဆိုတဲ့တတိယမြောက် channel ကတော့ရေရှည်လောက်သွားမဲ့ channel ပဲဖြစ်ပါတယ်အဲ့အတွက် bro အနေနဲ့ကျွန်တော်ရဲ့ content တွေကျွန်တော်ရဲ့ gameplay တွေနှစ်သက်တယ်ဆိုလို့ရှိရင် subscribe လုပ်ပါ okay ဆိုလို့ရှိရင်ကျွန်တော် Saber Button နှစ်ခုပြမယ်ခဏစ yo ဒါကတော့ Niki ပေါ့နော်ဒါကျွန်တော် 100k ပြည့်တော့ရခဲ့တဲ့ Saber Play Button လေးပေါ့နော်ဒီ channel ကတော့ကျွန်တော် Microsoft ခဲ့တယ်ပြီးတော့ကျွန်တော်ဘာလုပ်ခဲ့လဲငါဘာလုပ်ခဲ့ဒါကျွန်တော်ရဲ့ viewer တွေကိုတခါမှလည်းကျွန်တော်မပြဘူးပေါ့နော်ကျွန်တော်ဒီတိုင်းပဲတိန်းနာတာပေါ့နော်ကျွန်တော်လည်းအဲ့လိုဟိုချိတ်ဒီချိတ်အကျင့်မရှိတဲ့အတွက်ကျွန်တော်ဒီတိုင်းပဲတိန်းနာတာဖုန်းတွေအောင်တက်နေပြီ okay ဆိုတော့နောက်တစ်ခုကြည့်မယ် okay ဒီ Niki Official ဆိုတဲ့ဟာလေးကကြတော့ကျွန်တော်ဒါဒုတိယ channel ပေါ့နော် logo အပြလေးနဲ့ bro အားလုံးပဲမှတ်မိမယ်လို့လည်းထင်ပါတယ်အဲ့ channel လေးကတော့အခုအခန့်ရသွားပြီဆိုတော့ကျွန်တော်လည်းပြန်ယူလို့မရတော့ဘူးပေါ့နော် Saber Play Button ပဲကြံခဲ့တယ်ကွာမင်းတို့စဉ်းစားကြည့် YouTube channel တစ်ခုမှမရှိဘူး Saber Play Button နှစ်ခုရှိတယ်လိုချင်တစ်ခုကို1000နဲ့လာယူသွားကြ okay လွန်ခဲ့တဲ့10နှစ်လောက်တော့ကျွန်တော်ဘာလုပ်ခဲ့လဲပြီးတော့ဘယ်လို content တွေလုပ်ခဲ့လဲဘယ်လို channel မျိုးလုပ်ခဲ့တာလဲဆိုတော့ bro ကျွန်တော်ဒီနေ့လာပြမယ် okay သွားကြည့်အောင် let's go okay ဆိုတော့ဒါကျွန်တော် YouTube ထဲရောက်လာပြီYouTube ထဲရောက်လို့ရှိရင်ကျွန်တော်တို့ search bar မှာ NAIND9SOE ဆိုဘာဖြစ်လို့ကျွန်တော် Niki ကနေနိုင်ဆိုးဖြစ်သွားလဲဆိုတော့ကျွန်တော်ရဲ့နာမည်အရင်ကသတ်လိုက်ဆိုးပေါ့နော်ပြင်မှာခေါ်ကြတာတော့နိုင်ဆိုးပေါ့နိုင်ဆိုးပြီးတော့ကျွန်တော်တို့ space bar ထပ်ကြမယ်အနောက်မှာကျွန်တော်တစ်ခုထပ်ထည့်ထားသေးတယ်2015လောက်တုန်းကကျွန်တော်ကအသက်ကဘယ်လောက်မှမရှိသေးဘူးလေကျွန်တော်အခုဆိုရင်တော့ကျွန်တော်အသက်က25ကျော်26တဲ့ဝင်နေပြီပေါ့နော် okay နိုင်ဆိုးလို့ပြီးပြီဆိုလို့ရှိရင်ကျွန်တော်အနောက်မှာဗာထည့်ရမလဲဆိုတော့ NOBITA Nobita okay အဲ့တော့ကျွန်တော် Doraemon ကောင်းအရန်ကြိုက်ခဲ့တဲ့အရွယ်ပေါ့နော်ကျွန်တော်နိုင်ဆိုး Nobita လို့ရိုက်ပြီးလို့ရှိရင်ကျွန်တော်ရိုက်ချလိုက်ပါ wow ကဲမင်းသားကျော်ကြီးထွက်လာပါပြီခင်ဗျာမင်းသားကျော်ရဲ့ channel လေးဝင်ကြည့်လိုက်အောင်နိုင်ဆိုး Nobita okay ကဲဒါကတော့ကျွန်တော်ရဲ့ပထမဦးဆုံး YouTube ကိုလုပ်ခဲ့တဲ့ channel ဖြစ်ပါတယ်ကျွန်တော်က bro ကိုကျွန်တော်ပြန်လာတဲ့အနေနဲ့အမှတ်တရအနေနဲ့ကျွန်တော်ရဲ့အမှတ်တရဆိုတဲ့အရာကိုလည်းလာချပြတာဖြစ်ပါတယ် okay ကျွန်တော်တို့ကိုယ့်ရဲ့ channel ကိုပြန်ပြီးတော့ blame ကြရအောင်နော်ဘန်နာကတော့အဲ့နေ့ကကျွန်တော်မှတ်မိတော့ရဆိုလို့ရှိရင်အဲ့နေ့ကမိုးတွေအုပ်နေတယ်ပြီးတော့ဒါကျွန်တော်ရဲ့အမေရဲ့ keypad ဖုန်းလေးနဲ့ရိုက်ထားလားမသိဘူးเนาะကျွန်တော်ထင်တာမမှားရင်ပေါ့ okay ဆိုတော့ဘန်နာထားလိုက်ပါလာပါပြီခင်ဗျာဒါကတော့ပုံကအရန်ကြာပြီဆိုတော့နည်းနည်းတော့ဝါတာပေါ့เนาะပြီးတော့ကျွန်တော်အဲ့တော့ကျွန်တော်ဘာ site နဲ့ဘယ်လိုတင်လိုက်မလဲမသိဘူးအဲ့ဒီတော့ကဆိုလို့ရှိရင်ဒီလိုဘောင်းမီကိုမှအကြက်လေးပေါ့เนาะမြင့်မြတ်ဘောင်းမီလို့လည်းပြောလို့ရတဲ့သားကြီးတို့ဆိုတော့ဘောင်းမီကတော့မြင့်မြတ်ဘောင်းမီနဲ့ဒီအင်ကြီးလေးကတော့ကျွန်တော်အရန်ကြိုက်တဲ့အင်ကြီးလေးပေါ့ဒီကတော့အဲ့လောက်ကြီးမှာမဟုတ်ဘူးကျွန်တော်အရန်ကြိုက်တယ်ကေကတော့ဘာကီနဲ့လဲဆိုတော့စစ်ထွက်ကီနဲ့လွန်ခဲ့တဲ့9နှစ်တုန်းကကျွန်တော်ရဲ့ပထမဆုံး channel မှာပထမဆုံးတင်ထားတဲ့ content လေးကျွန်တော်သွားကြည့်အောင် Facebook အကောင့်ဖွင့်ဒီ okay bro ကျွန်တော်မရီကြနဲ့နော် okay ဆိုတော့ကျွန်တော်တို့ဒီမှာရောက်လာပြီပေါ့နော် record ကြည့် record ဘာနဲ့ record လဲဆိုတာကြည့် okay ဆိုတော့ကျွန်တော်စရအောင်အတန်ကြီးတဲ့ဟာရအောင်ဘာလဲငါအဲ့တော့ဘာတချင်းထည့်လိုက်အော်ကျွန်တော်မှတ်မိပြီအဲ့တော့ကကျွန်တော်ဗီဒီယိုလည်းမ edit တတ်ဘူးလေအဲ့တော့ idea ကဘာရလဲဆိုတော့ဖုန်းထဲမှာရှိတဲ့ music ကိုဖွင့်မယ်ပြီးတော့ screen record မယ်ဆိုလို့ရှိရင်တခါတည်း background music ထည့်ပြီးသား okay ကျွန်တော်စက်ကြည့်ရအောင်ဘာကြီးတော့ငါဘာလုပ်ခဲ့ရလဲဟာတချင်းကဘာတချင်းတော့what the fuck အတန်ပိတ်လိုက်မယ်ကျွန်တော်မခံစားနိုင်လို့ okay ဆိုတော့ကျွန်တော်တို့Facebook ကောက်ဖွင့်ဖို့အတွက်ပေါ့နော်ကျွန်တော် Gmail တခုလုပ်တယ် Gmail ကျွန်တော်ဘာထည့်လိုက်တော့မောင်တဲ့မောင်ကလည်းထည့်ပြီးသားကြီးကိုပြန်ပေါ်နေမောင်တဲ့ပြီးတော့ဘာထည့်မောင်လက်ကူ
အရင်တော့ငါအဲ့လိုပဲသုံးခဲ့ရလား ရှက်လိုက်တာ မောင်လက်ကို2015ဟုတ်တယ်2015တော့ဒီမှာနိုဝင်ဘာ2ရက်နေ့2015ပေါ့နော်ကျွန်တော်2015လောက်ကလေးကကျွန်တော်ဗီဒီယိုကျွန်တော်တက်တလောက်မတ်တလောက်နဲ့ကျွန်တော်စပြီးတော့ဖန်တီးနေပေါ့နော်ဒါပေမဲ့ content တွေကတော့အခုလို gameplay content တွေမဟုတ်ဘူးပေါ့နော် software freedom နီးဘာနီးညာနီးတရကနီးပေါ့နော် okay ဒါကတော့ကျွန်တော်ရဲ့2015လောက်တုန်းကကျွန်တော်ပထမအဦးဆုံးလက်ကမြင်ခဲ့တဲ့ကျွန်တော်ရဲ့ channel လေးပေါ့နော်ကျွန်တော်ရဲ့ viewer တွေလည်းသိရအောင်ကျွန်တော်ရဲ့အမှတ်တရလေးကိုဒီနေ့လာချပြတာဖြစ်ပါတယ်တခြား content တွေကတော့မပြတော့ဘူးပေါ့နော် bro ကြည့်ချင်တော့ကိုယ့်အောင်သွားကြည့်လိုက်ပေါ့နော်ကဲဆိုတော့ဒီနေ့မှာကျွန်တော်ပြောချင်တာက gameplay content တွေပြန်လုပ်တော့မယ်ကျွန်တော်ရဲ့ fan တွေကိုလည်းအကြာကြီးပြစ်ထားမိတဲ့အတွက်ကျွန်တော်တယောက်ချင်းတွေကိုတောင်းပန်ပါတယ်ခင်ဗျာဆိုတော့နောက်နေ့ gameplay video တွေမှာပြန်တွေ့ပါမယ်အားလုံးပဲဘိုင်ဘိုင်ပါခင်ဗျာ